အားလုံးပဲမင်္ဂလာပါဒီချက်ရဲ့ EDU Live Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ Grade 12 English Unit 1 Good Manners 1C Grammar မှာကျန်ရှိနေတဲ့ exercise တွေကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် 1C Grammar မှာဆိုရင် Model Auxiliaries တွေနဲ့ပတ်သက်ပြီးတော့လေ့လာရမှာပဲဖြစ်ပါတယ် Model Auxiliary တွေကမှcan ရယ် should ရယ် must ရယ်အကြောင်းကိုအရှိသင်ခန်းစာမှာပြောပြီးသွားပါပြီ Okay ဒါဆိုရင် can ကိုဘယ်လိုနေရာတွေမှာအသုံးပြုနိုင်လဲဆိုရင် to ask for and give permission ခွင့်ပြုချက်တွေကိုတောင်းဆိုတဲ့နေရာမှာခွင့်ပြုချက်တွေပေးတဲ့နေရာမှာ can ကိုသုံးလို့ရပါတယ် Okay ပြီးတော့ to express physical ability ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုဖော်ပြခြင်းတဲ့နေရာမှာလည်း can ကိုသုံးလို့ရပါတယ် Okay ပြီးရင် to express and acquire skill ရှိပြီးသားကိုယ့်ရဲ့ကျွမ်းကျင်မှုတစ်ခုကိုဖော်ပြခြင်းတဲ့အခါမှာလည်း can ကိုသုံးလို့ရပါတယ် Okay to express possibility ဖြစ်နိုင်ခြေတွေကိုဖော်ပြခြင်းတဲ့အခါမှာလည်း can ကိုသုံးနိုင်ပါတယ် Okay နောက်တစ်ခုကတော့ should ကိုဘယ်လိုအခြေအနေမျိုးတွေမှာသုံးလဲဆိုရင် when we think that action is necessary လုပ်ဆောင်မှုကလိုအပ်တယ်လို့တွေးတဲ့အချိန်မှာshould ကိုသုံးလို့ရပါတယ်ပြီးရင် when we think it is a fact เนาะအဲ့ဒီလှုပ်ဆောင်မှုကအချက်အလက်တစ်ခုဖြစ်တယ်လုပ်ဖို့လုပ်သင့်တယ်ဆိုတဲ့အနေအထားမျိုးတွေမှာ should ကိုသုံးနိုင်ပါတယ် to express obligation and advisability เนาะ obligation တာဝန်ဝတ္တရားတွေနဲ့ advisability အကြံဉာဏ်ပေးတာတွေကိုဖော်ပြခြင်းတဲ့အခါမှာရေးသားခြင်းတဲ့အခါမှာ should ကိုသုံးနိုင်ပါတယ် Okay နောက်ဆုံးတစ်ခုကတော့ must ပါ Okay must ကိုဘယ်လိုအခြေအနေမျိုးတွေမှာသုံးနိုင်လဲဆိုရင် to talk about necessity and obligation in the present အခုလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ obligation တာဝန်ဝတ္တရားတွေရှိနေတဲ့လုပ်ဖို့လုပ်ရမယ့်တာဝန်ဝတ္တရားတွေပြီး necessity เนาะလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့ရေးသားတဲ့အခါမှာပြောချင်တဲ့အခါမျိုးတွေမှာဒီ must ကိုသုံးရပါတယ် To talk about a consequence အကျိုးဆက်တွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်းဒီ must ကိုသုံးသင့်ပါတယ် To talk about prohibition or something that is not allowed เนาะ prohibition ဆိုတာတားမြစ်ချက်ပါတားမြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အခါမျိုးတွေမှာဘယ်မှာခွင့်ပြုထားခြင်းမရှိတဲ့တစုံတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အခါမှာ must ကိုညင်းပြီးတော့သုံးလို့ရပါတယ် Okay let's look at the instruction fill each blank with an appropriate model bed must can should เนาะ Okay ဒါဆိုရင် fill each blank เนาะcolumn တစ်ခုချင်းစီကိုဖြည့်ပေးပါ with an appropriate model bed နဲ့တော်တဲ့ model bed တွေနဲ့ဖြည့်ပေးပါအဲ့ဒီ model bed တွေဟာ must ရယ် can ရယ် should အဲ့သုံးလုံးတွေကနဲ့တော်တဲ့ model bed တစ်ခုခုနဲ့အောက်မှာပေးထားတဲ့ column တွေကိုဖြည့်ပေးပါ Okay ဒါဆိုရင် number 1ကတော့ all applicants blank take an entrance examination all applicant လျှောက်ထားသူအားလုံးဟာဆိုရင် blank take เนาะကွက်လက်လုပ်ရပါမယ်အနောက်ကကျတော့ take an entrance examination လို့ပြောထားပါတယ်ဒါဆိုတော့စာမေးပွဲဖြေတာပေါ့เนาะ Okay ဒါဆိုရင်ဝင်ခွင့်စာမေးပွဲတစ်ခုကိုဖြေဆိုရမှာလားဖြေဆိုသင့်တာလားဖြေဆိုနိုင်တာလားပေါ့เนาะ Okay ဒါဆိုရင်ဝင်ခွင့်စာမေးပွဲလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့လျှောက်ထားသူအားလုံးလုပ်ကိုလုပ်ရမယ်မဖြစ်မနေလုပ်ကိုလုပ်ရမယ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့เนาะဝင်ခွင့်စာမေးပွဲဖြေဆိုရမယ်ပေါ့เนาะ Okay ဒါကြောင့်မလို့ so the correct answer is must ဖြစ်ပါမယ် must ကိုသုံးရပါမယ် Okay let's go to number 2 Okay number 2မှာဆိုရင် column ပေါက်ကိုစာကြောင်းရဲ့ရှေ့ဆုံးမှာဖောက်ထားပါတယ်ပြီးတော့သူ့ရဲ့ထူးခြားချက်ဟာမေးခွန်းမှာ Okay မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့เนาะ model ဘက်ဟာရှေ့ကနေပြီးတော့ရေးရမယ်ပေါ့เนาะ Okay ဒါဆိုရင်ကြည့်အောင်เนาะ you ride a motorcycle မင်းဟာ motorcycle တစ်ခုကိုစီးเนาะကွက်လက်တဲ့เนาะကွက်လက်လုံနိုင်သလားပေါ့เนาะ Okay ဒါဆိုရင်ဒါကိုမှရှိပြီးသားစွမ်းရည်နဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟာဘာဖြစ်ရမလဲဆိုရင် motorcycle စီးနိုင်သလားပဲဖြစ်ရပါမယ် so the correct answer is can ဖြစ်ပါမယ်စာကြောင်းရဲ့ရှေ့ဆုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ capital letter နဲ့ရေးပါမယ် Okay let's go to number 3 you look pay and sit you blank go and see a doctor Okay you look pay and sit မင်းဟာဖြတ်တော်ပြီးတော့ဖျားနာတဲ့ပုံစံပေါက်နေပါတယ် you blank go မင်းဟာသွားကွက်လက်သွားပြီးတော့တဲ့เนาะsee တွေ့ပါမယ် a doctor ဆရာဝန်နဲ့เนาะသွားပြီးတော့တွေ့ရမှာလားတွေ့သင့်တာလားတွေ့နိုင်တာလားပေါ့เนาะ Okay ဒါဆိုရင်ဒါဟာတစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးတာဖြစ်ပါတယ်ဒါဆိုရင်အကြံဉာဏ်ပေးရင်เนาะ should ကိုပဲသုံးပါမယ် so the correct answer is should ပါ
Okay ဒါဆိုရင် number 4ကိုသွားပါမယ် The elders of this generation plan teach their children to be polite The elders of this generation ဒီမျိုးဆက်ရဲ့เนาะအသက်ကြီးပိုင်းနေတာဆိုရင် plan teach သင်ကြားပေးရပါမယ် their children သူတို့ရဲ့ကလေးတွေကို to be polite ယဉ်ကျေးစေဖို့ရန်သင်ကြားပေးနိုင်တာလားသင်ကြားပေးရမှာလားသင်ကြားပေးသင့်တာလားပေါ့နော် Okay ဒါဆိုရင်ဒီမှာတော့ခြေတော့မဖြစ်မနေလုပ်ဖို့လုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတော့မဟုတ်ဘူးဒါပေမဲ့လုပ်နိုင်ရင်တော့ကောင်းတယ်ပေါ့နော်ဒါဟာဆိုလို့ရှိရင်လိုအပ်တဲ့ action တစ်ခုပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ဘာကိုပဲသုံးမလဲဆိုရင် should ကိုသုံးပါမယ် So the correct answer is should ဖြစ်ပါမယ် Okay, let's go number 5. You plan not smoke in public areas. No, you မင်းอ่ะဆိုရင် not smoke ဆက်လက်မတောက်ရဘူးပေါ့နော် in public area အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာဆက်လက်မတောက်ရဘူး Okay ဒါဟာဆိုရင်တားမြစ်ထားတာပါတားမြစ်ချက်တွေဆိုရင် must ကိုသုံးပါမယ် Okay ဒါဆိုရင် number 6. The police have done as much as they plan to find the missing point. The police ရဲတပ်ဖွဲ့ဟာဆိုရင် have done ပြုလုပ်ရပါတယ် as much as များနိုင်သမျှ they plan သူတို့เนาะများနိုင်သူတို့လုံနိုင်သလောက်เนาะများကွက်လက်လုပ်ရပါမယ် to find the missing point ပျောက်ဆုံးနေတဲ့ကောင်ကလေးကိုရှာဖွေရန်များနိုင်သမျှသူတို့ဟာကွက်လက်လုပ်ရပါမယ် Okay ဒါဆိုရင်ဒီစာကြောင်းမှာဆိုရင်များနိုင်သမျှသူတို့လုံနိုင်သလောက်များလားသူတို့လုံသင့်သလောက်လားလုံရမှာလားပေါ့เนาะဒါဆိုရင်အဖြေမှန်ဟာလုံနိုင်သလောက်များပြုလုပ်ရမှာဖြစ်ပါတယ် Okay so the correct answer is can ဖြစ်ပါမယ် Okay let's go number 7 students plan not leave the examination hall without permission Okay student ကျောင်းသားတွေဟာဆိုရင် plan not leaveမထွက်ခွာရဘူးပေါ့နော် the examination hall စာမေးပွဲခန်းမတွေကနေပြီးတော့ without permission ခွင့်ပြုချက်မရှိဘဲနဲ့စာမေးပွဲခန်းမတွေကမထွက်ခွာရဘူးဒါဟာဆိုရင်တားမြစ်ချက်ပါတားမြစ်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ must ကိုသုံးပါမယ် Okay number 8 is although she is young she plans speak 3 languages although she is young သူမဟာငယ်ရွယ်တော်လဲပဲ သူမဟာ speak 3 languages ဘာသာစကား3ခုကိုပြောနိုင်တာလားပြောသင့်တာလားပြောရမှာလားပေါ့နော် Okay ဒါဆိုရင်ဒီမှာဘာသာစကား3ခုလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူမှာရှိပြီးသား skills ပေါ့နော် acquire skill ရှိပြီးသား skill နဲ့ပတ်သက်ပြီးပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုသုံးမလဲဆိုရင် can ကိုသုံးပါမယ် Okay, let's go number 9. All passengers wear seatbelts. Blank wear seatbelts when they are in a car or plane. Now, all passengers ခရီးသည်အားလုံးဟာဆိုရင် blank wear ဝတ်ဆင်ရပါမယ် seatbelts ဒီကပတ်ကြိုးကိုဝတ်ဆင်ရပါမယ် when they are in a car or plane သူတို့ကားတစ်ခုတည်းဒါမှမဟုတ်ရင်ကားတစ်ခုတည်းကိုရောက်ရှိနေတဲ့အချိန်မှာဒါမှမဟုတ်ရင်လေပေါ်ရောက်ရှိနေတဲ့အချိန်မှာဆိုရင် seatbelts တွေကိုဝတ်ဆင်နိုင်တာလားဝတ်ဆင်သင့်တာလားဝတ်ဆင်ရမှာလားပေါ့နော် Okay ဒီမှာဆိုရင်တော့ကျတို့က seatbelts တွေဖြစ်တဲ့အတွက်ကြောင့်မလို့မဖြစ်မနေဝတ်ကိုဝတ်ဆင်ရတဲ့လိုအပ်ချက်ဖြစ်ပါတယ်တာဝန်ဝတ္တရားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ must ကိုသုံးပါမယ် so the correct answer is must ဖြစ်ပါမယ် Okay let's go number 10 if you are disturbed by this window you plan change it เนาะ if you are disturbed မင်းစိတ်အနှောက်အယှက်ဖြစ်တယ်လို့ခံစားရတယ်ဆိုရင် by this window ဒီ window ကြောင့်เนาะမင်းစိတ်အနှောက်အယှက်ဖြစ်တယ်လို့ခံစားရတယ်ဆိုရင် you plan change it မင်းအဲ့ဒါကိုဘာလုပ်ရမလဲဆိုရင်ပြောင်းလဲသင့်ပါတယ်ဒါဟာအကြံဉာဏ်ပေးတာပါ so เนาะဒါကြောင့်မလို့ခြေတို့ဘာဖြေမလဲဆိုရင် should ကိုဖြေပါမယ်နောက်ထပ်အသစ်သောအကြောင်းအရာတွေကို sharing လုပ်ပေးအောင်မှာမို့လို့ teacher ရဲ့ EDU Live channel လေးကို subscribe လုပ်ခဲ့ကြပါအောင်နော်